ဒီလိုမျိုးလေးငါပြောကြရသေးလားငါခုမှစရောက်ကြတော့ငါတို့ခုမှစရောက်တဲ့အစ်စ်လေးတွေက Roblox Store တာ Roblox Store နည်းနည်းလေးတော့ကြာပါဘူးဒါပေမဲ့နင်တို့ရေဘာလို့လဲကိုချင်းစာတရားမရှိကြလဲမသိနင်တို့လည်း comment ရရင်ပြောကြမှာပဲနင်တို့လည်းနော်အရင်ချစ်တယ်လို့ပြောခင်ရင်ပြောကြမှာမဟုတ်လားဒါမှနင်တို့ငါတို့ဘာလို့လဲနင်တို့တွေကြည်သွားကြတယ်ကြည်သွားပြီး like တင်ပေးသွားကြအောင်နော်နင်တို့ဘယ်တော့မှနင်တို့ကိုရင်းစာတရားမရှိကြဘူးငါတို့ရဲ့ live ရရင်ပျော်တာပေါ့နင်တို့တွေပဲပျော်တာမှမဟုတ်ဘူးငါတို့လည်းလူလေနင်တို့လူပဲဖြစ်နေမှာနင်တို့ဟာအရန်ကိုမှဟို like လည်းမပေးရှင်ကြတဲ့လူတွေနင်တို့ဟာဘယ်တော့မှလူများသားသမီးကိုပျော်အောင်လုပ်တဲ့စိတ်နင်တို့မရှိကြဘူးနင်တို့ like လေးပေးသွားလိုက်တော့ဘာဖြစ်သွားလို့လဲဟမ်နင်တို့ like လေးပေးသွားကြရဲ့နော်အေးနင်တို့ like လေးပေးသွားတော့ဘာဖြစ်သွားလို့ဟမ်နင်တို့ like လေးပေးသွားတယ်ပတ်စံများကုန်သွားလို့နင်တို့ပတ်စံကုန်တဲ့အရာဆိုငါလုံးဝမခိုင်းဘူးနော်အေးနောက်ပြီးတော့လေငါစောပြရလို့တခြားတော့ကြည်သွားကြပါကြည်ပြီး like လေးဘာလေးပေးကြနင်တို့ဟာအခုမဟုတ်တော့ငါလည်းပြောတယ်ထားဝခုံကြိုင်ပွဲလုပ်ချင် comment မှာ hang ရေးဆိုတော့လေဘယ်သူမှလည်းဟိုပေါ့နော်ဟိုမလာကြဘူးပေါ့နော်ပါတီလေးလည်းလုပ်နေအဲ့လာခဲ့ဆိုတော့ဘယ်သူမှမလာကြအဲ့ဘာလို့လဲမြားသားသမီးတို့ပြောမထားတတ်ကြဘူးဟမ်ဒီနေ့ကိုလည်းအဲ့လိုစိတ်ရှိရတယ်ကိုလည်း like ရရင်ဘယ်လောက်ထိပြောမလဲဒီများသားသမီးရော like ရရင်ဘယ်လောက်ထိပြောနော်ရစဉ်းစားနေရှိပါရဲ့ဒီတက်ဒီရရမယ်ဟုတ်လားငါတို့တောင်မှနင်တို့တွေငါတို့တောင်မှငါတော့ကိုရဲ့နော်ကိုအားကြတဲ့သူနော်ကိုချစ်တဲ့သူဆိုလို့ရှိရင် like တော့မဟုတ် comment ရေးသွားကြရဲ့ငါတို့မှကိုချင်းစာတရားမရှိငါတောင်မှသူ့ကိုပေါ့နော်ငါတောင်မှ like မရလို့ရှိရင်ဘယ်လောက်ထိခံစားရလဲဟာသူတို့လေးတွေလည်း like မရလို့ရှိရင်ဘယ်လောက်ထိခံစားရမလဲဆိုတော့ငါစိတ်မှာအဲ့လိုမျိုးစိတ်ရှိရဲ့ဒီတော့မှအဲ့လိုမျိုးစိတ်မရှိကြဘူးနော်အဲ့လိုမျိုးစိတ်မရှိရဲ့သူကလေတလားဟုတ်ဒီတော့ဟာဘယ်တော့မှသူဟာဘယ်တော့မှဒီလိုဟာလေလူများသားသမီးကိုဘယ်တော့မှဒီလိုဟာစာနာတက်လာမှာမဟုတ်စာနာတရားရှိကြတော့မှာမဟုတ်ဒီလားသိတော့နော်အဲ့လိုမျိုးလူတွေအများကြီးရှိတယ်ဒီဘာမျိုးပေါ့လေမင်းတို့လိုမျိုးလူတွေကကိုယ်ကြောက်တယ်မလိုက်ရရှင်မင်းတို့ဆယ်လီတွေပဲဟာလေ like ပေးချင်ကြတာငါတို့လူတွေက like ရပါလို့ရှိရောငါတို့ရလေနော်ငါတို့ရလေဘောဒီတို့ရဘယ်ပေးရှင်ပါမငါကဟိုမိကောင်းဖိုင်ခင်တာတည်းမွေးလာလေနောက်ပြီးတော့ငါဖင်တို့ငါတို့ဖင်လက်ခေါင်းပြမှာမဟုတ်တာနောက်ဘယ်လိုအားပေးရှင်ကြမလဲရပါရဲ့မအားပေးရှင်ရအောင်ဒါပေမဲ့လူများပျော်တယ်လို့မျိုးငါလည်းပျော်ပိုင်ခွင့်လူများပျော်တယ်လို့ငါလည်းတည်မလားခုနကဟိုဘေးနားနေပြောပါလေနေလုံနေတဲ့မောင်လေးရလေတိလားအရင်မဟုတ်တော့ဘယ်နဲ့ပြောလို့ရှိရင်ပြောတော့တူဦးတီတော့ဘာကိုဦးနေရလဲပြောနေရဗလိန်မရဆိုတော့ဗလိန်နဲ့နေရာမှာဆရာကြီးဗလိန်မရဆိုတော့ဗလိန်မရဗလိန်ကောင်းနေဆိုတော့ငါတိတ်တော့မပြောတော့ပါဘူးဒီနေ့အဲ့လောက်ပဲနော်ဘိုင်